ဆရာဝန်မလေးတယောက်ဟာထုံးစံအတိုင်းခွဲစိတ်ကုသမှုတစ်ခုကိုလှုပ်ဆောင်နေပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲခွဲစိတ်ကတင်ပေါ်ကလူနာကိုကြည့်လိုက်မိတဲ့အခါမှာတော့သူမအလွန်တုန်လှုပ်သွားခဲ့ရပါတယ်။အဲ့ဒီလူနာဟာလွန်ခဲ့တဲ့6နှစ်ကလမ်းခွဲခဲ့ကြတဲ့သူမရဲ့ရေးစားဟောင်းဖြစ်နေလို့ပါပဲ။ဒီလိုပြန်ဆောင်ရတာဟာကံကြမ္မာရဲ့စေခိုင်းမှုလို့တောင်ထင်မှတ်ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကကြောက်မက်ဖွယ်ရာဒဏ်ရာတွေကိုမြင်လိုက်ရတဲ့အခါသူမစိုးရိမ်တုန်လှုပ်သွားပေမဲ့လုပ်ဖော်ကိုင်ဘက်ဆရာဝန်တဦးရဲ့တတိပေးမှုကြောင့်စိတ်ကိုချက်ချင်းပြန်ဆူဆီးပြီးအတက်နိုင်ဆုံး professional ဆန်ခွဲစိတ်မှုကိုအောင်မြင်အောင်လုပ်ဆောင်ပေးခဲ့ပါတယ်။လူနာရဲ့အခြေအနေကစိုးရိမ်ရပေမဲ့သူမရဲ့ကျွမ်းကျင်မှုကြောင့်အသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်။သူမစိတ်အနှဲငယ်လျှော့ချလိုက်နိုင်တဲ့အချိန်မှာပဲလုပ်ဖော်ကိုင်ဘက်တယောက်ကမင်းခွဲစိတ်ပေးလိုက်တဲ့သူကအခုတော့အရန်ကိုရက်ဆက်ကြမ်းကြုတ်ပြီးနာမည်ကြီးတဲ့မာဖီးယားဂိုင်းချုပ်တယောက်ဖြစ်နေပြီလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့တုံ့နှုတ်ဆရာတွေကဒီမှာရင်မဆုံးသေးပါဘူးခဏအကြာမှာအမျိုးသမီးတယောက်အပြေးလွှားရောက်လာပြီးလူနာအခြေအနေကိုစိုးရိမ်တကြီးမေးမြန်းပါတယ်လူနာဘေးကင်းပြီဆိုတာသိလိုက်ရတော့မှစိတ်သက်သာရာရသွားပြီးကုသပေးတဲ့ဆရာဝန်မလေးရဲ့နာမည်ကိုမေးပါတယ်ဒါပေမဲ့ဆရာဝန်မလေးရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါမှာတော့ထိုအမျိုးသမီးရဲ့မျက်နှာဟာဖြူလျော်သွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆရာဝန်မလေးဟာအဲ့ဒီလူရဲ့ပထမဦးဆုံးအချစ်ဦးဖြစ်နေလို့ပါပဲဘေးကလူတွေကအံ့ဩနေကြပေမဲ့ဆရာဝန်မလေးကတော့ဒါတွေကအတိတ်ကကိစ္စတွေပါငါတို့ကြားမှာဘာမှမရှိတော့ဘူးလို့အေးဆက်ဆက်ပဲတုံ့ပြန်ခဲ့ပါတယ်ဒါပေမဲ့ထိုမျိုးသမီးကမင်းကသူ့အမုန်းဆုံးမိန်းမပဲမင်းကိုမေ့ပစ်ဖို့အတွက်သူဘာမဆိုလုပ်ခဲ့တာသူ့ရှေ့မှာမင်းနာမည်ကိုဘယ်သူမှထုတ်မပြောရဲအောင်သူစိတ်ဆိုးဒေါသထွက်ခဲ့တာလို့ပြောလိုက်တဲ့အခါမှာတော့ဆရာဝန်မလေးရဲ့နှလုံးသားဟာအစိတ်အမွှာကွဲကြေသွားတယ်လို့ခံစားလိုက်ရပါတယ်ထိုမျိုးသမီးကဆက်ပြီးမင်းသူ့အသက်ကိုကယ်ခဲ့ရုံနဲ့ငါတို့ကြားထဲပြန်ဝင်လာဖို့မကြိုးစားနဲ့မင်းကသူ့နဲ့မတန်ဘူးလို့တတိပေးလိုက်ပါတယ်ဆရာဝန်မလေးကတော့နာကျင်စွာနဲ့ပြုံးပြီးအထင်မလွဲပါနဲ့ရှင်ကသူ့အတွက်ဘာလဲလို့မေးလိုက်တဲ့အခါမှာတော့ငါကသူ့ရဲ့ဇနီးလေငါတို့မှာကလေး3ယောက်တောင်ရှိနေပြီလို့ဂုဏ်ယူစွာပြောပြီးထွက်သွားခဲ့ပါတယ်ဆရာဝန်မလေးရဲ့မျက်ဝန်းထဲကအယောင်တွေမှိမ့်မိန်သွားခဲ့ရပါတယ်ဒါပေမဲ့သူမမသိတာတစ်ခုကတော့သူမရဲ့ရီးစားဟောင်းဟာသူမအပေါ်တန်ရောစင်တွေရှိနေသေးတယ်ဆိုတာပါပဲနောက်တစ်နေ့လူနာဆောင်ကိုစစ်ဆေးဖို့သွားတဲ့အခါလူနာဟာနာကျင်မှုကြောင့်ချွေးတွေပြန်နေတာကိုမြင်ပြီးသူမကချွေးတုပ်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာသတိမရသေးတဲ့ရီးစားဟောင်းကသူမရဲ့လက်ကိုလှမ်းဖမ်းလိုက်ပါတယ်သူမကြောက်လန့်တကြားလက်ကိုယုံပြီးထွက်သွားခဲ့ပေမဲ့သတိမေ့မျောနေတဲ့ထိုလူဟာသူမရဲ့နာမည်ကိုတွတ်တွတ်ခေါ်ရင်းမျက်ရည်တွေကျနေခဲ့ပါတယ်ဒီဇလန်းရဲ့နောက်ဆက်တွဲကိုသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုလိုက်ပေးထားကြပါဦးပေါ့လို့လေးနှစ်ခဲ့ဖို့လည်းမမေ့နဲ့နော်